ဒေါ်ရဝရီပရိသတ်ကြီးမင်္ဂလာပါရှင်ကျမအခုဖတ်ပြပေးမှာကတော့အန်နဝါရိပ်သာငပလီကန်းချေနဲ့ငယ်ဘဝအမှတ်တရများဆိုတဲ့ essay လေးဖြစ်ပါတယ်ဒီ essay လေးကိုစာရေးသူလင်းမြရီကရေးသားထားပြီးဒေါ်ရဝရီမှာဖော်ပြခဲ့ပူပါတယ်ပရိသတ်ကြီးနားဆင်ကြည့်ပါရှင်ငပလီကန်းချေတိုက်ပွဲတွေပြင်းထန်နေတာတလကျော်မှာရခိုင်ပြည်နယ်ရဲ့တခုတည်းသောစစ်အာဏာရှင်တော်လှန်ရေးတပ်ဖြစ်တဲ့အာရခတပ်တော် AA ကငပလီလန်းစုံနာကခလာရ55နဲ့အန်နဝါရိပ်သာကိုသိမ်းနိုင်ပြီလို့တရားဝင်ထုတ်ပြန်လိုက်တယ်။ထုတ်ပြန်ချက်တွေဓာတ်ပုံတွေကိုကြည့်ပြီးငယ်တုန်းကငပလီမှာကြုံခဲ့ဘူးတဲ့ငယ်ဘဝအမှတ်တရတွေတန်းစီပြပေါ်လာတယ်။အခု AA ကသိမ်းလိုက်တဲ့အန်နဝါရိပ်သာဆိုတာဟာအင်မတန်စိတ်ဝင်စားစရာကိန်းကြီးကန်းကြီးနိုင်လွန်းတဲ့နေရာအဖြစ်ကလေးပီပီသိခဲ့ရတယ်။အရေးစကားတွေအရအန်နဝါရိပ်သာတွေကထိုင်ကုန်ကြီးတွေဟာဘလောက်ခန့်ညာကြောင်းဝေလာငါးကြီးရဲ့အယိုးတွေနဲ့လှုပ်ထားတဲ့ထိုင်ကုန်မျိုးတွေပါရှိတဲ့အကြောင်းရိပ်သာကြီးဟာဘလောက်ထဲဝါတဲ့အကြောင်းဟုတ်လီလားမဟုတ်လီလားမသိလူကြီးသူမတွေကမဆာရဝါခမန်ခဏခဏပြောခဲ့လို့ကြားခဲ့ဘူးတာမှတ်မိတယ်ငပလီရဲ့အထင်ကရအမှတ်သားတစ်ခုဖြစ်တဲ့ရေသူမရုပ်တုဟာအန်နဝါရိပ်သာရဲ့အရှိတက်တယ်မှာရှိတာအင်မတန်လှပကြော့ရှင်းတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းညနာအကြအလှကိုတေချာထုထားတဲ့ပပူးရုပ်ထုငယ်ကအဲ့ဒီပပူးရုပ်ထုကိုကြေးရုပ်လို့ထင်တယ်အခုလိုဘီလက်မြေနဲ့မှန်ထားတဲ့အမျိုးသမီးတစ်ယောက်ပုံမဟုတ်ပပလျက်ကြကြနာနာထိုင်နေတဲ့အနေတော်ခန္ဓာကိုယ်နဲ့တတ်တုတစ်မျိုးမျိုးနဲ့ထုထားတဲ့အမျိုးသမီးတစ်ယောက်ပုံအဲ့ဒီရေသူမရုပ်တုဟာအာနာရှင်ဟောင်းဦးနေဝင်းရဲ့အမျိုးသမီးတွေကတစ်ယောက်ဖြစ်တဲ့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီးတစ်ယောက်ရဲ့ပုံတူကိုထုထားတာလို့လဲဗဇက်ရာဆိုရင်ပြောစမဲ့ရှိတာကြားဘူးသိဘူးခဲ့တယ်ဟုတ်ချင်းမဟုတ်ချင်းကတော့ထူခိုင်းသူနဲ့ထူစစ်သူပဲသိမယ်ငပလီကိုရောက်ပြီဆိုရင်အန်နဝါရိပ်သာရှိတဲတောင်ပြင်အစုံကကြောက်ဆောင်ပေါ်မှာကြော့မော့လေးထိုင်နေတဲ့ရေသူမစီကိုအပြေးသွားကျင်ခဲ့ရတာအမောရေသူမထိုင်နေတဲ့ကြောက်ဆောင်မော်ကိုတွေ့တက်ရေသူမရင်ခွင်ထဲဝင်ထိုင်ရေသူမလက်မောင်းကိုတွဲလဲခိုးပြီးအကြည်တဲလေးတွေရစေခဲ့ဘူးတဲ့ငပလီရောက်ငယ်ဘဝဟာတကယ်အမှတ်တရပါငပလီရောက်လို့ရေသူမစီကိုမှမရောက်ရရင်ရင်ထဲမှာဟာတာဖြစ်တာကိုယ်အပါဝင်လူတိုင်းခံစားမိမယ်ဆိုတာယုံတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30ကရည်သူမာနာကိုကတ်နိုင်ဖို့ဆိုတာတော်ရုံတန်ရုံအခွင့်အရေးမဟုတ်။အန်နဝါရိပ်သာမှာလူကြီးတွေရောက်နေတယ်ဆိုတဲ့စကားကြားရရင်ရည်သူမစီမရောက်ရတော့ဘူးဆိုတဲ့အသည့်နဲ့မကျေနပ်စိတ်တွေဟာငယ်ဘဝတည်းကကိန်းဝတ်ခဲ့တယ်။အန်နဝါရိပ်သာမှာလူကြီးတွေရောက်တဲ့ကိစ္စဟာဒေသခံတွေအတွက်တော့တကယ်စိတ်ပြက်စရာစိတ်အမှားရွတ်ပဲ။အန်နဝါရိပ်သာမှာလူကြီးတွေရောက်ပြီးဆိုရင်ဘယ်ခွေးတကောင်ကြောင်တမီမှအနာကက်ခွင့်ရမယ်မထင်နဲ့ရေသူမဖြတ်တန်းသားလာခွင့်မပြုဆိုတဲ့ဆိုင်းဘုတ်ကိုရေသူမစီသွားတဲ့ကမ်းခြေအလယ်မှာထိုးဆိုင်လိုက်ကြတယ်လက်နဲ့တကားကားနဲ့ကမ်းနားမှာတလွားလွားသွားနေတဲ့အစိမ်းဝတ်တွေဟာရေသူမကိုမောင်းပိုင်စီးလိုက်ကြတယ်ဒေသအခြေအနေမသိတဲ့ငပလီရောက်ဧည့်သည်တယောက်ကရေသူမစီကိုဥတီမိပြီးဆိုလို့ကတော့ဒီသူကိုခွေးမောင်းတယ်လို့အော်ဟစ်မောင်းထုတ်ပြီးမထီမဲ့မြင်လှုပ်ခဲကြတာကိုဒီသက်မမိဘူးရေသူမနာကိုကတ်ခွင့်မရတဲ့လူကြီးရောက်နေစေတွေကိုတိတ်ကိုမုန်းခဲ့တယ်လူကြီးဆိုတဲ့စစ်ကောင်းဆောင်တွေနဲ့သူတို့မိန်းမတွေသားသမီးတွေငပလီကိုလာလဲကြတိုင်းသူတို့ရောက်မယ်ဆိုရင်အန်နဝါရိပ်သာဘေးအနီးတစ်ဝိုက်ကငပလီကမ်းခြေတစ်လျှောက်မှာဒေသခံတွေဝမ်းရေးအတွက်ရောင်းချကြတဲ့ခယူပန်းကိုင်အုံးရီဆိုင်ကအစအားလုံးတကားပိတ်ချိတ်ပဲဘာမှရောင်းချဖို့မစင်စားနဲ့ဆိုင်တွေစောက်ထားရင်ဆိုင်တွေပါဖြတ်ကမ်းခြေမှာစီကားလေးရှိတဲ့ပွင့်လင်းရာသီကိုမှီတီအသက်မွေးကြရတဲ့ဈေးတယ်ဆိုင်တွေအတွက်တော့လူကြီးလမ်းကြောင်းဆိုတာဟာမုန်းစရာကောင်းတဲ့စကားလုံးပဲရက်ကျိုးရကျိုးတဲဖို့လာတဲ့လမ်းကြောင်းလည်းမဟုတ်သူတို့ကိုရေးကိုတာအပျော်ပါအတွက်အပျော်ခီးထွက်လာတဲ့ကိစ္စမှာပြည်သူတွေကပြဝတ်နေရမယ်ငြိမ်သက်နေရမယ်အားလုံးရှင်းနေရမယ်လူတွေတင်လားဆိုတော့မဟုတ်တန်ရွယ်မျိုးကလမ်းဘေးခွေးတွေမှန်သမျှအစိတ်ကြွေးပြီးတက်ပစ်ခဲ့ကြသေးတာတရုတ်တရမွေးထားတဲ့ခွေးတွေကအစလမ်းမော်ထွက်ပြီးလို့အစိတ်မိတဲ့အဖြစ်တွေကလည်းရှိခဲ့သေးတယ်။10နှစ်လောက်မိသားစုဝင်တွေဖြစ်ခဲ့ဘူးတဲ့ကို့အိမ်ဟာခွေးလေးတောင်ပါခဲ့ဘူးသေးတယ်။ငပလီသူငပလီသားတွေအတွက်ရောငပလီကိုချစ်တဲ့ကို့အတွက်ရောခွေးလဲရှင်လူလဲရှင်နေရတဲ့ငပလီကန်းချီရဲ့လူကြီးရောက်နေဆွဲတွေဟာတိတ်မုန်းစရာကောင်းတဲ့နေဆွဲတွေပဲပေါ့။လူကြီးတွေမရောက်တဲ့နေမျိုးတွေမှာဆိုရင်အန်နဝါရိပ်သာရှိကလိုင်းကနေရအဆုံးမှာထိုင်ပြီးဖြစ်စီကန်းချေနာမှာခုံတလုံးချပြီးဖြစ်စီဝင်ကြီးပေးရန်ဆိုတဲ့ဆိုင်းဘုတ်ထောင်ပြီးပြည်သူတယောက်ချင်းစီကဝင်ကြီးကောက်စားရခဲ့တာကလည်းအဲ့ဒီအစိမ်းဝတ်တွေပဲအမေပေးတဲ့မုံဘိုးဟာရေသူမဝင်ကြီးဖြစ်ခဲ့ဘူးတယ်တခါတလေရေသူမစီအရောက်လှမ်းနေတော့
အသက်ခက်ကြီးကြီးနဲ့ယူနီဖောင်းခတ်မွဲမွဲဝတ်ထားတဲ့စစ်သားတယောက်ကဟိတ်ကလေးမလေးတွေဝင်ရောက်ပတ်စံပေးလို့လှမ်းអော်မတိဟန်ဆောင်ပြီးခတ်တွတ်တွတ်လျှောက်ပြီးဝင်ချင်းမပေးရရင်လူလေကြခဲ့ဘူးတာလည်းရှိရဲ့ကလေးတွေဆိုတော့အတင်းကျပ်မတောင်းတာလည်းပါတာပေါ့နောက်ပိုင်းမှာငွေမတောင်းတော့လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်လူကြီးတွေရောက်နေတဲ့အချိန်ကလွဲရင်ပေါ့အန်နဝါရိတ်တာဆိုတာအရှေ့အပြင်12မိုင်လောက်ရှိတဲ့ငပလီကမ်းရိုးတန်းရဲ့အလဲတဲ့ငပလီလမ်းစုံနဲ့ဒလွယ်ကုန်းလောက်မှာရှိတယ်လူငယ်တဲ့နှစ်ပေါင်းအစိတ်30ငငယ်ကအဲ့ရိတ်တာဝင်ပေါက်ရှိရဖြစ်ရင်ဆိုင်ကယ်သမားကဆိုင်ကယ်ဆင်းတွန်းရတယ်စပိန်သမားကစပိန်ဆင်းတွန်းရတယ်မသိလို့မတော်တဆကြော်သွားမိရင်နေမဲငဆအော်တာငေါက်တာခံရပြီးတခိုးကျဖို့လိုဆက်ဆံခံရမယ်ဘလောက်ယွန်ရှာဆက်ဆုပ်ဖို့ကောင်းတဲ့သခင်အားရကြုံပါဝါလူအဖွဲ့စည်းလဲဆိုတာဒါလည်းမကဘူးစစ်တပ်မြေနဲ့တစ်ဆက်တည်းရှိတာလည်းမဟုတ်ပဲကမ်းခြေပြီးမှစစ်တပ်ကတင်ထားတဲ့မြေတွေကိုအုတ်တိုင်းခတ်ပြီး55စစ်တပ်ကမောင်းပိုင်စီးထားခဲ့တာနှစ်ပေါင်းများစွာရှိပြီငပလီကမ်းခြေတလျှောက်ကတမျိုးတခေါ်ပြည်သူပိုင်းများစိမ်းအောင်အုံကင်းကြီးတွေကိုလက်ညှိုးထိုးပြီးဓမြတိုက်ဟိုတယ်ကြီးတွေစောက်ခဲ့ကြတာပင်လယ်တောင်ပြင်ထက်ဝက်လောက်အထိလိုင်းသားနေရန်ကြီးတွေကျူးကျော်ဆောက်ငပလီရဲ့သဘာဝအလှကိုစနစ်တကျဖျက်ဆီးခဲ့ကြတာစစ်တပ်ကတင်ခံရတဲ့ပင်လယ်ဘေးကအုံချံကြီးတွေပေါ်မှာအစီကြီးပေါ်လာတဲ့ဟိုတယ်တွေမှာမူလာအုံချံပိုင်ရှင်တွေကလုံခြုံရေးတွေညဆောင်တွေဝင်လို့နောက်မျိုးဆက်တွေကအောက်ချီဟိုတယ်ဝန်ထမ်းတွေအဖြစ်နဲ့သူတို့ဘူဘာပိုင်ကြီးတွေပေါ်မှာမျိုးဆက်နဲ့ချီစော်ကားမော်ကားလောက်ခံခဲ့ရတာမဟုတ်လားအခုတော့တော်လှန်ရေးတပ်ကအစင်လာကြီးတဲ့အဲ့အန်ဝါရိတ်သားကြီးနဲ့ငပလီကမ်းခြေ80ရာခိုင်နှုန်းလောက်ကိုရခိုင်တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးတပ်တော်ကတင်ပိုင်လိုက်ပြီးဆိုတဲ့သတင်းကြတော့ငယ်ဘဝအမှတ်တရတွေဟာရုပ်ရှင်အနှေးပြကွက်တွေလိုတည်ရချင်းတကွက်ချင်းပြန်ပေါ်လာတယ်ငပလီလို့ဆိုလိုက်ရင်သဲမုံလေးတွေကအစာချစ်တဲ့ကို့အတွက်တော့အတိအကျပြောရရင်လွတ်မြောက်သွားသလိုခံစားရတဲ့စိတ်ခံစားချက်ကရင်ထဲကိုထုနဲ့တင်နဲ့ဝင်လာတယ်စိတ်ထဲမှာတစ်ချိန်လုံးကပြည်သူကိုနေမင်းငဆမထီမဲ့မြင်လုပ်ခဲ့တဲ့အဲ့အန်ဝါရိတ်တာရှိရမြေဧကပေါင်းများစွာကိုအများပြည်သူလွတ်လွတ်လပ်လပ်သွားလာလဲပဲလို့ရတဲ့အများပိုင်ပန်းချံလိုမြေယာဥယျာဉ်အဖြစ်ပြောင်းလဲဖန်တီးပြစ်ချင်တယ်ငပလီကမ်းခြေတလျှောက်ကပြည်သူပိုင်အုံးချံကြီးတွေပြည်သူလက်ထဲပြန်ရောက်ဖို့မျှော်လင့်တယ်စစ်ကောင်းဆောင်တွေအပျော်ခီးထွက်တဲ့အချိန်တိုင်းအရေးကြီးပုံကိုယ်တွေတဲတဲ့အန်ဝါရိတ်တာကြီးဆိုပြီးလူတွေအပေါ်နှီးမျိုးစုံနဲ့အနိုင်ကျင့်ပို့ကြခဲ့တဲ့အဲ့နေရာတစ်ဝိုက်ကိုဘယ်ဆိုရတတ်တဲ့အများပိုင်နေရာဖြစ်ပြန်ဖန်တီးပေးဖို့တောင်းဆိုခြင်းတယ်စစ်အာဏာရှင်တော်လှန်ရေးတပ်ဖြစ်တဲ့အာရခတ်တပ်တော် AA ကငပလီလန်းစုံနာကခလာရ55နဲ့အန်ဝါရိတ်တာကိုတိတ်နိုင်ပြီလို့တရားဝင်ထုတ်ပြန်လိုက်တဲ့အချိန်မှာပထမဆုံးခေါင်းထဲရောက်လာတာကအာဏာရှင်အငွေ့တပ်တွေကိုကျူငုတ်ကမကြံတူးထုတ်ပစ်ဖို့ဆိုတဲ့အတွေးပါပဲ